では、ぬに耳から4に1続けましょう。何々ないものが何々ないだろうか。အဓိပ္ပာယ်ကိုရှင်းပါလေမရှိတော့ဘူးလားမသိဘူးဆိုတဲ့ပုံစံမရှိတော့ဘူးလားမသိဘူးမလာတော့ဘူးလားမသိဘူးအဲ့လိုပုံစံမျိုးဆိုတာကတနည်းအားဖြင့်လေပြောနေတဲ့သူကသူ့ရဲ့မျောလင့်ချက်ကိုပြောနေတာမရှိတော့ဘူးလားမသိဘူးဆိုတာရှိစေချင်တာမလာတော့ဘူးလားမသိဘူးဆိုရင်လာစေချင်တာအခုさっきゆきちゃん話しましたね彼氏ပေါ့နော်ကောင်းလေးမရတော့ဘူးလားမသိဘူးရကျင်တာဟုတ်တယ်ရကျင်တာအဲ့လိုပုံစံမျိုးပေါ့နော်အဲကြောင့်意味ကိုကြည့်ကြည့်လိုက်တော့ gambo ဆိုတဲ့ဟာお願いします漢字နဲ့望みます漢字နဲ့ပေါင်းထားတာမျောလင့်တာရဲ့ဆူတောင်းတာရဲ့ဆိုတာမျောလင့်ဆန္ဒကိုပြောချင်တာတော့မျောလင့်တာပေါ့နော်မျောလင့်ဆန္ဒလေးမျောလင့်ဆန္ဒဖြစ်ပါတယ်ဒါပါပဲအဲ့တော့သမီးမရမှာကဘာခဲပဲလိုက်မယ်လို့ထင်တယ်ဘုံပိုးကသူ့ရဲ့ရှေ့မှာစနေတာကိုကြည့်လိုက်စတဲ့ဟာကနိုင်နေပဲစားလေ9k 9k ပဲလိုက်မှာဒိုးရှိလို့ 9k ဆိုတော့ verb ရဲ့ 9k တွေပဲလိုက်မှာဒါတွေ့ပါဒိုးရှိဆိုတာက must တည်ကြည့်ပြောရနော်ဤခေယောရှိမပေါအောင်နာခေယောရှိမပေါအောင်မေရှိမပေါအောင်ဒိုးရှိတစ်မျိုးပဲအဲ့ဒီဟာရဲ့ 9k ပဲ 9k ပြောင်းတဲ့ဟာကျွမ်းနေဆိုရင် mono က9 mono 9ဒါတော့9ဒါတော့ကပေါ့အဲ့လိုမျိုးသုံးပေးလိုက်ရုံ9 mono ဒါတော့ကပြောတာနော်ごめんなさい9 mono か9 mono だろうかじゃあ1に1世界中が平和になる日が来ないものだろうか来ませんဟုတ်ပြီနော်ကို9k ဖြစ်သွားတာတကဘာလုံးမှာပေါ့ငိမ့်ချမ်းလာမဲ့နေ့ရက်တွေမရောက်လာတော့ဘူးလားမသိဘူးဆိုပြီးတော့ပြောတာအခုဆိုရင်ဝါဒါရှိတို့ရဲ့ဒီကိုကု9ပါလေနော်ဟေးဝမဖြစ်ဘူးလေဒီလိုမျိုးပေါ့အခုဆိုရင်သူ့ရဲ့ဂမ်ဘိုပေါ့နော်မျောလင့်ဆန္ဒလေးပေါ့အဲ့တော့ကဘာတဝန်းလုံးမှာသူကငိမ့်ချမ်းလာမဲ့နေ့ရက်တွေကိုမျောလင့်နေတာသူ့ရဲ့မျောလင့်ချက်ကလာစေချင်တာရှိစေချင်တာပေါ့နော်ငိမ့်ချမ်းလာမဲ့နေ့ရက်တွေကိုရောက်လာစေချင်တယ်ရှိစေချင်တယ်အဲ့တော့မရောက်လာတော့ဘူးလားမသိဘူးဆိုပြီးတော့ပြောတာいつも原田選手に負けているအမြဲတမ်း原田အာဂသမားကိုရှုံးနေတယ်တဲ့なんとかして勝てないものかတနည်းနည်းနဲ့သူ့ကိုနိုင်လို့ရမယ့်နည်းမရှိတော့ဘူးလားမသိဘူးအဲ့လိုမျိုးပေါ့မနိုင်တော့ဘူးလားမသိဘူးအဲ့နဲ့တော့အဲ့လိုနဲ့သူ့ရဲ့အတွေးကဘာဖြစ်နေလဲဆိုတော့作戦を考えているところだ作戦ဆိုတာကသူ့ကိုနိုင်လို့ရမယ့် view ဟာနီလန်ဟိုးဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်အဲ့ဒါကိုစဉ်းစားနေတော့ပေါ့စဉ်းစားနေတယ်ပေါ့လက်ရှိမှာလည်းစဉ်းစားနေပါတယ်စဉ်းစားနေသေးပါစဉ်းစားနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဓိကတော့ဘာလုပ်ချင်တာလဲဆိုတော့အဲ့အာဂရမတန်ရှုကိုနိုင်ချင်ဟုတ်တယ်စံယုံကဲなんとか手術をしないで治せないものだろうかと医者に相談してみたခွဲစိတ်တာမလုပ်ဘဲနဲ့ပြန်မကောင်းနိုင်တော့ဘူးလားဆိုပြီးတော့ဆရာဝန်နဲ့တိုင်ပင်ကြည့်ခဲ့တယ်ဟုတ်တယ်ယောတော်လိုက်1日が30時間にならないものかなそうすれば好きなことができるのにတရက်ကိုရက်30မရှိနိုင်ဘူးနိုင်30မရှိနိုင်ဘူးလားတဲ့အဲ့လိုဆိုလို့ရှိရင်တဲ့စိတ်တွေຢာတွေကိုလုံးနိုင်မှာဟုတ်တယ်ရှိတော့စီးစီချင်တယ်နော်နိုင်30လောက်အဲ့ဆိုလဲနေရပဲချင်းဘာကြီးတူတွေအများကြီးလုပ်လို့ရတယ်ပြီးရင်လာစားလေးဇန်ကျော်လေးရညမြအိတ်လို့ရတယ်အိတ်တာလည်းဘာမှမဖြစ်ဘူးစားအိတ်တာရစားတာရစကားများတာရဒါပဲဒါတော့ကဲ次は何々ばかりかသူကဆန်ဆယ်တို့အန်ဒရီမှာမြင်ခဲ့တဲ့意味ばかりではなくばかりでなくそれは A ばかりでなく B それလေးပဲပေါ့နော် A ပဲမဟုတ်ဘူး B လဲဆိုပြီးတော့မှ level မြင့်သွားတာဖြစ်တဲ့အတွက်နူနီမှာကျတော့ဘာကာရီကာနဲ့မြင်ရတာဖြစ်ပါတယ်
အဲ့တော့တမီးရဲ့စိတ်ထဲမှာတော့စိုးစနောက်ဖြစ်နေမှာပေါ့နော်ဂျပန်တွေကတော်တော်နော်တခုလည်းမပြီးအဲ့ဒါပဲ ဟာကိုတော်ရှိတဲ့ဟာ အဲ့ဒါစေသူစုခုခတာချီတိုစတဲ့ว่าမေးရှိဆိုတဲ့ကိစ္စမရှိဘူးနော်မေးရှိဆိုရင်ဟိုမှာအနောက်မှာတက်ကြည့်လိုက်မေးရှိကိုစစဲတို့ကမေးရှိဒေယာရုဆိုပြီးတော့သုံးရမယ်နာခေယောရှိဆိုရင်တော့စစဲတို့ F5 ကလေးကခဲရီပြောင်းခဲတဲ့အချိန်မှာနာခေယောရှိနဲ့မေးရှိကတပူတွဲပဲလေဟုတ်တယ်မလားဘာမှပြောင်းလဲမှုမရှိဘူးပြောင်းသွားခဲ့ရင်လည်းတို့နှစ်ယောက်ကအတူတူပဲဖြစ်နေအဲကြောင့်မေးရှိဆိုရင်ဒေယာရုပဲနာခေယောရှိဆိုရင်他对吧ဟန်ဆာမနာဂျီဇုကနာဆိုရင်နာကိုဖြုတ်လိုက်နာနေရမှာဒေယာရုသုံးပေးရမှာအဲ့လိုပြောချင်တာဟောဒီမှာတခုရှိတာကဆန်းတို့ဟိုဒီခုနကဒီဟာပြောလိုက်တာနော်အရှိမပြန်ကြည့်လိုက်ဒိုရှိဤခေယောရှိနာခေယောရှိနိုမေရှိရှုစခုခေဆိုတာအရှိမလည်းစစေးပြောခဲ့တယ်လေဒီခန်းကြီးအစုအတွဲလေးပါလာလို့ဆိုရင်ဖြုတ်เสียမလို့လို့ပြောတာဒိုရှိတစ်ခုတည်းကတော့တတိထားမှာပေါ့နော်ဒီရှော့ခဲလေးဖြစ်နိုင်တယ်တေအီလူခဲလေးဖြစ်နိုင်တယ်နိုင်ခဲလေးဖြစ်နိုင်တယ်တခဲလေးဖြစ်နိုင်တယ်ဒါတော့ချွင်းချက်ပေါ့ဒီခေယောရှိတော့ဤဖြုတ်เสียမလို့ဒီကနာခေယောရှိဆိုဒီမှာနာဖြုတ်เสียမလို့ဆိုတဲ့အိပ်ပဲအဲ့တော့စန်းစဲနာဖြုတ်เสียမလို့ဆိုရင်ခုနကတော့စန်းစဲပြောလိုက်တဲ့မေရှိတရားတို့နာကိုဖြုတ်တရားတို့အဲ့လိုမသုံးဘဲနဲ့ဗာလဲနာဘကာရီကာအဲ့လိုသုံးလို့ရလားရတယ်အဲ့လိုသုံးလို့ရတယ်နော်အဲ့လိုလည်းသုံးလို့ရတယ်နှမျိုးသုံးလို့ရတယ်ပေါ့ဒါဆိုရင်တော့တမီးကတော့ထွက်တော့မနော်ဘကာရီကာပြောင်းသွားသေးတယ်နာကလည်းသုံးခိုင်းတယ်တရားတို့လည်းသုံးခိုင်းတယ်နော်အဲ့လိုမျိုးဖြစ်သွားတယ်ငါလုံးချင်တာငါလုံးတော်မယ်တဲ့အဲ့လိုပဲအဲ့တော့အေးဘကာရီနာကုဘီမောအေးမဲမဟုတ်ဘူးပြီလေဆိုတဲ့ပုံစံမျိုးသူကဂုံရီတူပဲလာတာနော်例えばユキちゃんは美しいばかりか心も優しい心も優しいအဲ့လိုမျိုးပေါ့တာလဲလာတယ်အဲ့ဒီအပြင်စိတ်နှလုံးသားလည်းသူစင်တယ်နာမဟုတ်ပဲနဲ့ဟုတ်တယ်နော်一番မှာပါသွားပြီဟိုမှာ一番ပေါ့ဂျောဦးဆိုတာကဘယင်မလေးပေါ့မင်းသမီးလေးပေါ့နော်ဂျောဦးဆိုတာဘယင်မမင်းသမီးဘယင်မပေါ့ဘယင်မကတဲ့美しいばかりかさစရုံတွေမဟုတ်ဘူးတဲ့စရုံပဲမဟုတ်ဘူးကိုမူရာရှိကတာဆိုတော့သူ့ရဲ့စိတ်နှလုံးသားတွေကလည်းအရန်ကျင်နာတွေအရန်သဘောကောင်းတယ်တဲ့မိဘこの野菜はビタミンが豊富なတွေ့လားဘုံဖူနာဘကာရီကာလည်းပြောလို့ရတယ်ဘုံဖူဒေယာရုဘကာရီကာလည်းပြောလို့ရတယ်လို့ပြောတာအဲ့တော့ဒီဟင်းသီးရွက်တွေကဗိုက်တာမင်တွေအများစွာပေါ်များကျွမ်းသွားစွာပါဝင်တဲ့အပြင်ဂန်ဟုယောဘိုဆူဟာတရာကီမိုဆူစာဒီကင်ဆာယောဂါတွေကို注定